မဲမပေးနဲ့လို့လုံတော်လို့ဒီရွေးကောက်ပွဲကပြတ်သွားပါလားရွေးကောက်ပွဲမပြတ်ဘူးနိုင်ငံရဲ့စစ်တပ်နဲ့တိုက်တယ်ဆိုတာနိုင်ငံကြီးနိုင်ငံရဲ့ခိုင်မာတဲ့ထောက်ကမရောက်ရင်းနဲ့ပေါင်းနေနိုင်ဘူးအဲ့တော့ရှင်းရှင်းပဲပြောမယ်တက်တိုင်ကြီးလည်းနဲ့ထိုးသားတယ်ဆိုတဲ့ကိစ္စဟာနှုတ်ချက်တာတွေတော့လုံးနိုင်တယ်လို့တော့အပြည့်မထွက်ဘူးအဲ့တော့ကျွန်တော်ကပြောနေတာကျွန်တော်တို့နိုင်ငံရေးနည်းလမ်းနဲ့ထိုးပဲဆောင်ရွက်နေတဲ့ကိစ္စတွေကိုဟုတ်လားရုံရုံချီချီနဲ့ကျွန်တော်တို့ဆောင်ရွက်ခွင့်ပေးပါအဲ့တော့နောက်တစ်ခုကတော့ရွေးကောက်ပွဲမဲမပေးနဲ့လို့ဆိုမဲမပေးရင်ရတာကဘာဖြစ်လဲရွေးကောက်ပွဲကပြတ်သွားမှာလားကဲကျွန်တော်ပေးတဲ့ကိုမေးမယ်မဲမပေးနဲ့လို့လုံတော်လို့ဒီရွေးကောက်ပွဲကပြတ်သွားမှာလားရွေးကောက်ပွဲမပြတ်ဘူးဒါဆိုရင်ဘယ်လိုရလဒ်မျိုးဖြစ်နေကြတာလဲအဲ့တော့ကျွန်တော်တို့ကဟာလာကျွန်တော်တို့ဒီမိုကရေစီရေးတိုင်းနာဓာတ်လူများရေးဖက်ဒရယ်ရေးဘက်ကနေနိုင်ငံရေးနည်းလမ်းနဲ့ခိုင်ခိုင်မာမာချိုးပန်းနေတဲ့သူတွေကိုမဲမပေးအောင်ဟန်တာတားဆီးနေမယ်ဆိုရင်ခင်ဗျားတို့ကဘယ်သူ့ကိုနိုင်နေကြတာလဲကျွန်တော်မရနိုင်ဘူးကျွန်တော်တို့တိုင်းပြည်မှာအုပ်ချုပ်နေတဲ့ခေါင်းဆောင်တွေတိုင်းပြည်တကယ်ချစ်ကြရလားကျွန်တော်စဉ်းစားလို့မရတော့တကယ်ချစ်ကြရတယ်ခင်ဗျားတို့ဗျာတကယ်တိုင်းပြည်ချစ်ကြရလားတိုင်းပြည်တကယ်ခင်ဗျားတို့လက်ထဲမှာခင်ဗျားတို့လက်ထဲမှာဒီတိုင်းပြည်ရဲ့ကံကြမ္မာကြီးကိုခင်ဗျားတို့လက်ထဲမှာကျွန်တော်ထားရတာကြောက်လာတယ်ခင်ဗျားတို့တိုင်းပြည်ရဲ့ကံကြမ္မာခင်ဗျားတို့လက်ထဲမှာထည့်ထားရတာခင်ဗျားတို့ယူသွားတာခင်ဗျားတို့ကကင်ထားပြီးတော့ခင်ဗျားတို့ကလှုပ်ချင်လှုပ်နေတာမျိုးတို့ကကျွန်တော်တို့ပွင့်လာပြောတိတ်ကိုကျွန်တော်တို့စိုးရိမ်လာတယ်ဒီတိုင်းပြည်ကံကြမ္မာခင်ဗျားတို့လက်ထဲမှာပေါ့ဒီပြည်ကံကြမ္မာခင်ဗျားတို့လက်ထဲမှာကျွန်တော်တို့ရဲ့ဘဝတွေတက်တွေဘဝတွေကိုခင်ဗျားတို့လက်ထဲမှာခင်ဗျားလှုပ်ချင်တဲ့ရှောက်လှုပ်နေတာတွေကျွန်တော်တို့ကိုဒုက္ခရောက်ကုန်လိမ့်မယ်နည်းနည်းလေးတော့ခင်ဗျားတို့လည်းနည်းနည်းလေးတော့ခေါင်းဆောင်စိတ်တိုင်းပြည်ချစ်စိတ်လေးမျိုးချစ်စိတ်လေးပြကြအောင်ဗျာခင်ဗျားတို့တွေကျွန်တော်ကြည့်ရတာစိတ်ထဲမှာတော့စင်မပြေဘူးဗျာကျွန်တော်ပွင့်နေပြောရင်ရင်ထဲမှာတော့တော်တော်ကြီးရဲ့အဆိုင်ခဲခင်ဗျားတို့ကျွန်တော်ကြည့်နေရဆိုင်ခဲသိကြည့်နေရတဲ့ဆိုင်ခဲတော်ကြီးရဲ့ဒါပေမဲ့ကျွန်တော်ဒီလောက်ပဲပြောလို့ရပေါင်နေရတယ်ဒီလောက်ပဲပြောလို့ရဒါတော့ကြော်ပြောရင်လည်းကိုကဘာမှမပြောဘူးကျွန်တော်ထောင်ထဲရောက်ပါမပြီးကြော်စားပါလေအလကဟိုအချောင်းကိုစားမဲ့ဟာတွေခင်ဗျားတို့အကုန်လုံးအချောင်းကိုစားမဲ့ဟာတွေနိုင်ငံရေးပါခင်ဗျားတို့အချောင်းကိုစားခြင်းတဲ့ဟာတွေခင်ဗျားတို့နိုင်ငံချစ်တာမဟုတ်ဘူးကိုကျိုးစည်းပွားနဲ့ကိုအတ္တတို့ကိုခင်ဗျားတို့တိုင်းပါတီထောင်ပြီးထိုင်ကုန်ဝင်ထိုင်မှုကြိုးစားနေကြတဲ့ကောင်တွေလို့ပြောတာအဲ့တော့ခင်ဗျားတို့နိုင်ငံရေးပါတီတို့ထင်မကြီးဘူးလို့ကျွန်တော်အမြဲတမ်းပြောတာအထင်ကြီးစရာကိုလုံးမပြလို့ကိုထင်မကြီးလို့တဲ့ပြောတာတိုင်းပြည်မှာကျွန်တော်ပြည်သူလူထုပဲပြောချင်တာပြည်သူလူထုပဲဟိုဘာလဲဥတည်ချင်တာဥတိုက်ပြောချင်တာခင်ဗျားတို့ပြည်သူလူထုကိုအဲ့ဒီလူတွေကခင်ဗျားတို့အုပ်ချုပ်နေတာခင်ဗျားတို့စဉ်းစားကြည့်စမ်းအဲ့ဒီလူတွေအုပ်ချုပ်တော့ခင်ဗျားတို့ဟုတ်ကဲ့ online လိမ်မျိုးဒီအလုပ်ပေါ့နော် online လုပ်ရမယ်ဒီအလုပ်ဆိုတာတော့ तू လုံးဝမသိခဲ့ဘူး तू သိခဲ့တာက HR အလုံးနဲ့ဒီလာစာအမြင့်ရမယ်ပေါ့ဒီလိုမျိုးပြောတဲ့အတွက်ကြောင့် तू ကလာခဲ့တာမြန်မာအစိုးရကဖန်တီးစစ်ဆေးနေတာပါမြန်မာမှာလုံးဝမယ်လို့ तू မှမပြောခဲ့ဘူးဗမာလုံးဝမှာလဲဆိုထိုင်းနိုင်ငံမှာပဲသူ့ကို HR ယာရုနဲ့ပဲသူ့ကိုလောက်ရမယ်လို့ပြောတာမြန်မာ stress ကလုံးလုံးနဲ့သူ့ကိုမပြောခဲ့ဘူးဒါပေမဲ့ तू မြန်မာကိုရောက်လာခဲ့ရတယ်12နာရီစက်တိုက်ဆိုသလိုသူလုံးလောက်ရတယ်ဒီအလုပ်ထဲမှာသူ12နာရီကြာအောင်အမြဲတမ်းလို့အလုပ်ရတယ် your sleep time in morning yes you are work in night yes at night yes လောက်ရတဲ့အလုပ်ကညအချိန်ကြီးမှာပဲလောက်ရတယ်အိပ်ရတဲ့အချိန်ကနေ့ဘက်တွေမှာပဲသူအိပ်ရတယ်မနက်ခင်းကစပြီးသူအိပ်တယ်နေ့ကင်းပေါ့ညဘက်တညလုံးနေပါလို့သူလောက်ရတယ်ညအချိန်ကြီးမှာပဲသူလောက်တာများတယ်ခေပေ1 2 3 4 5 6ထိရှိတယ်အဲ့ဒီမှာတော့သူ့ရဲ့ခက်မှန်းကြီးရတော့တစ်ထောင်လောက်တော့ရှိမယ်လို့သူထင်တယ်တဲ့ဒီနေရာတိုင်းပြည်ကိုချစ်လားမချစ်လားမသိတဲ့ပြည်သူတို့တိုင်းအဲ့ဟိုပါတီတွေအစိုးရအဖွဲ့အစည်းတွေတိုင်းပြည်ချစ်လားမချစ်လားမသိတဲ့တာတီအစိုးရအဖွဲ့အစည်းတွေကခင်ဗျားတို့အုပ်ချုပ်နေတာစဉ်းစားကြည့်လားဘယ်လိုလုပ်ကြမလဲအဲ့လိုလူတွေကိုလက်ထဲကိုခင်ဗျားတို့တိုင်းပြည်ထည့်အောင်ပါလားဘယ်လိုထည့်မလဲလက်ရှိရှိတဲ့ခေါင်းဆောင်လည်းကောင်းသလားမေးခင်ဗျားတို့ကြည့်စောင့်ကြည့်အောင်ချက်ချင်းကောင်းတယ်မကောင်းပြောလို့မရဘူးစောင့်ကြည့်အောင်သူ့ရဲ့အာနိသင်မပြီးသေးဘူးစောင့်ကြည့်အောင်ကျွန်တော်မကောင်းလည်းပြောကောင်းတယ်ပြောစောင့်ကြည့်အောင်သူဆင်းသွားပြီးတဲ့အချိန်ရောက်လို့သူ့လက်ထက်သူဘာလို့ပေးခဲ့လဲဆိုတာရလက်ကြည့်ပြီးမှကျွန်တော်တို့နောက်ဆုံးမှဆင်းသွားပြီးအေးစေးပြမှာသူထားခဲ့တာကြီးဘာတွေထားခဲ့လဲဆိုတာကြည့်ပြီးမှကျွန်တော်ကောင်းတယ်မကောင်းပြောလို့ရမှာအခုကတော့ကောင်းတယ်မကောင်းပြောကုန်မပြောဘူးစိတ်ထဲမှာပဲထားမယ်ရှင်းတယ်ပြောရအောင်အခုကအနေထားကြည့်ပြီးတော့ကျွန်တော်တော်မှပဲဩဒီတိုင်းပြည်ကိုခင်ဗျာအကုန်လုံးလိန်နေကြလူလိန်နေကြီးပဲလူလိန်တွေကခင်ဗျာဟိုတကယ်ဟိုထိုင်ကိုဝယ်ထိုင်နေတဲ့ကောင်နဲ့နေရာယူနေတဲ့ကောင်တွေပုံများနေတယ်အဲ့လိုကောင်တွေကခင်ဗျာတိုင်းပြည်ဥဆောင်ပဲဆိုတော့ရီဖို့တော့ကောင်းတယ်ရှက်ဖို့လည်းကောင်းတယ်ကိုယ့်သားအဲ့ကောင်တွေမအဲ့လူတွေမရှက်ကြတာကဲကျွန်တော်တို့ရဲ့ New Chasing TV ကိုကြိုက်တယ်ဆိုရင် like and share subscribe နဲ့ comment လေးပါလေးတော့နေပါတယ်ပါကျေးဇူးများတင်ပါတယ်ခင်ဗျာ